ပရိသတ်များအားလုံးပဲမင်္ဂလာပါ KB Sport ရဲ့ Facebook page နဲ့ YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲ့တော့ Bayern Munich အသင်းဟာလာမဲ့နေရာဒီကြလို့ရှိရင်သူတို့အသင်းရဲ့တိုက်စစ်မှု Harry Kane ကိုလိုအပ်ရင်လက်လွတ်သွားမယ်လို့သိရပါတယ်ဘယ်လိုမျိုးလက်လွတ်သွားမှာလဲဆိုတော့ Harry Kane ကလွန်ခဲ့တဲ့ကျွန်တော်တို့တစ်နှစ်ကျော်နှစ်နှစ်တုန်းကစပါးအသင်းကနေ Bayern Munich ကိုရောက်လာတဲ့အချိန်တုန်းကသူ့မှာအထူးအချက်တစ်ခုထည့်ချုပ်ခဲ့တယ်အဲ့ဒါကတော့ Bayern Munich မှာနှစ်နှစ်ကစားပြီးတဲ့အချိန်ကျရင်ပေါင်68တန်းနဲ့ထွက်ခွာခွင့်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒီအချက်ကိုစပါးကထိတ်ချုပ်ထားခဲ့တာကတကယ်လို့များသူတို့က Harry Kane ကိုပြန်ခေါ်ခြင်းနဲ့ဆိုလို့ရှိရင်ဒါပေါင်68တန်းနဲ့ပြန်ခေါ်နိုင်အောင်ဖြစ်ပါတယ်ဘိုင်ယန်မြူးနစ်ဘက်ကလည်းသဘောတူခဲ့တယ်ဖြစ်ချင်တော့ဒီနှစ်မှာဘိုင်ယန်မြူးနစ်ကအမှတ်ပေးဖလားရဖို့တော်တော်လေးကိုအခြေအနေကောင်းနေတယ်ဒါအပြင်ကမှ Harry Kane ရဲ့ဂိုးသွင်းစွမ်းရည်တွေနဲ့ရက်တည်ရတဲ့အသင်းဖြစ်ကိုကူးပြောင်းသွားတယ်ဒီလိုအနေအထားကိုဘိုင်ယန်မြူးနစ်ဘက်ကအနာဂတ်မှာတိုက်စစ်မှုအသစ်တွေနဲ့သွေးသစ်လောင်းခြင်းတယ်ဒါမဲ့လည်း Harry Kane ကိုမဖြစ်မနေရောင်းချတာမျိုးကြီးလည်းသူတို့မလိုချင်ဘူးသူတို့လိုချင်တာကပေါင်68တန်းနဲ့ဒါစာချုပ်ဖြတ်သိမ်းကြီးပေးမယ်ဆိုရင်အဲ့ club ကိုရောင်းချသွားခြင်းတာဖြစ်တယ်ပေါ့နော် Harry Kane ကတော့ Bayern Munich ကနေထွက်ခွာမဲ့အစီအစဉ်မျိုးစဉ်းစားတာမျိုးမရှိဘူး Bayern မှာဆက်နေရတယ်ဖြစ်တယ် Bayern Munich ကတော့31နှစ်သားတိုက်စစ်မှုကို68တန်းနဲ့လာကမ်းလှမ်းတာမျိုးလိုချင်နေတယ်တကယ်လို့ကမ်းလှမ်းသွားရင်ရောင်းချသွားမှာဖြစ်ပါတယ်ဆိုတော့လက်ရှိမှာစပါးအသင်းကလွယ်ပြီးတော့ကျန်တဲ့အသင်းတွေကတော့စိတ်ဝင်စားတဲ့အရေးအရာမပြသေးဘူးတကယ်လို့များစပါးကပေါင်68တန်းနဲ့ Harry Kane ကိုပြန်ခေါ်ခဲ့မယ်ဆိုရင်တော့လာမဲ့နေရာဒီမှာ Harry Kane ရဲ့အိမ်ပြန်ခီးလန်းလေးကိုမြင်ရမှာပဲဖြစ်ပါတယ်